ဘဝမှာကိုမထိန်ချုံနိုင်တဲ့အရာတွေအတွက်စိတ်ပူနေရတာမျိုးမိတ်ဆွေကြုံဘူးပါသလားဉာဏ်ရည်တို့နိုင်ငံရေးမိဘတွေလူမှုကွန်ရက်ဒါမှမဟုတ်တခြားအရာတွေပေါ်စိတ်ပူနေရတဲ့သူတွေအတွက်ဒီဗီဒီယိုကအထူးသင့်တော်ပါတယ်မိမိကိုယ်ကိုအပြည့်အဝအာရုံစိုက်ပြီးစက္ကန့်600ကိုအသုံးချလိုက်မယ်ဆိုရင်တော့ဘဝတတန်းရှိဖို့ရည်ရွယ်ချက်ရှိဖို့နဲ့ကိုလိုချင်တဲ့ဘဝမျိုးကိုရရှိဖို့အကောင်းဆုံးနည်းလမ်းကိုတွေ့ရှိသွားပါလိမ့်မယ်ဒီအကြောင်းအရာတွေကိုပြောကြားခဲ့တဲ့ပုဂ္ဂိုလ်ဟာအသက်20အရွယ်မှာဘယ်လိုမှထူးခြားမှုမရှိခဲ့ပါဘူး။သူရဲ့တက္ကသိုလ်အမတ်က1.49ပဲရှိခဲ့ပါတယ်။နေ့စဉ်ဆေးလိပ်တပူးကုံကောင်တောက်ပြီးအရက်လည်းမကြာခဏတောက်သုံးလေရှိပါတယ်။ညဘက်ဆိုရင်လည်းပီဇာပို့ရင်းနဲ့ကျန်းမာရေးမကောင်းတဲ့ဘဝကိုဖျက်ဆီးခဲ့ရပါတယ်။ဒါပေမဲ့ဆယ်စုနှစ်အခုအတွင်းမှာသူဟာတမတတွေနဲ့အင်တာဗျူးခဲ့ရပါတယ်။ Wall Street Journal နဲ့ The Washington Post တဲ့သတင်းတွေလည်းရေးသားခဲ့ရပါသေးတယ်။နောက်ပိုင်းမှာ Politico နဲ့ Axios လိုနာမည်ကြီးကုမ္ပဏီတွေကိုတည်ထောင်ပြီးဥဆောင်ခဲ့သူတူဖြစ်လာခဲ့ပါတယ်။အဲဒီလိုဘဝအမောင်ဆုံးအချိန်တွေကနေအောင်မြင်မှုလမ်းကြောင်းကိုဘလို့ရောက်ရှိလာခဲ့တယ်လဲဆိုတာစိတ်ဝင်စားစရာပါပဲ။အောင်မြင်တဲ့သူတွေကိုလေ့လာကြည့်တဲ့အခါမှာသူတို့အားလုံးဟာကိုထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲအာရုံစိုက်ပြီးလှုပ်ဆောင်ကြတာကိုတွေ့ရပါတယ်။ကိုထိန်းချုပ်ပါဆိုတဲ့ဆောင်ပုဒ်ဟာသူ့ဘဝရဲ့မြေပုံဖြစ်လာခဲ့ပါတယ်။လူတော်တော်များများကတော့မိဘတွေငယ်ဘဝဒါမှမဟုတ်ကံမကောင်းတာတွေကိုအကြောင်းပြပြီးလက်လျှော့တတ်ကြပါတယ်။ဒီလိုမျိုးကိုထိန်းချုပ်နိုင်တဲ့အရာ၅ခုတည်းကပထမဆုံးအချက်ကတော့ကိုယ့်ရဲ့တနေ့တာကိုထိန်းချုပ်နိုင်ခြင်းပါပဲ။မိတ်ဆွေနိုးထားတဲ့အချိန်ကနေအိပ်ယာဝင်တဲ့အချိန်အထိဆုံးဖြတ်ချက်များစွာကိုကိုယ်တိုင်ချမှတ်နေရပါတယ်။ Social media သုံးမလားတရားထိုင်မလားကျမ်းမာရေးနဲ့ညီညွတ်တာစားမလားဒါမှမဟုတ် junk food တွေစားမလားစားတဲ့ဆုံးဖြတ်ချက်တွေဟာမိတ်ဆွေရဲ့ပျော်ရွှင်မှုနဲ့စိတ်ကြည်နက်မှုကိုဖန်တီးပေးပါတယ်ဒုတိယအချက်အနေနဲ့မိတ်ဆွေရဲ့တွန့်ပြန်မှုတွေကိုထိန်းချုပ်ဖို့အရေးကြီးပါတယ်သူရရှိခဲ့တဲ့အကောင်းဆုံးအချက်ဉာဏ်ကတော့နောက်လာမယ့်မှန်ကန်တဲ့အရာကိုလှုပ်ဆောင်ပါဆိုတဲ့စကားလုံး၅လုံးပဲဖြစ်ပါတယ်မှန်ကန်တဲ့အရာတွေကိုနေ့စဉ်လှုပ်ဆောင်ခြင်းဟာမိတ်ဆွေကိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်စေပါတယ်အဆိုးဆုံးအခြေအနေတွေကြုံလာရချိန်မှာတောင်းပနေပါဆိုတဲ့ဆောင်ပုဒ်ကသူရအခက်ခဲဆုံးအခြေအနေတွေကိုကြော့ဖြတ်ဖို့အကူအညီပေးခဲ့ပါတယ်တတိယအချက်အနေနဲ့မိတ်ဆွေရဲ့လက်တွေ့ဘဝကိုထိန်းချုပ်နိုင်ပါတယ်မိတ်ဆွေဖတ်တဲ့အရာကြည့်တဲ့အရာနောင်းထောင်တဲ့အရာတွေဟာမိတ်ဆွေရဲ့လက်တွေ့ဘဝကိုပုံဖော်ပေးပါတယ်အင်တာနက်ပေါ်မှာမြင်မာတဲ့အရေးတွေရှိတဲ့အခက်မဲ့အချက်လက်တွေအများကြီးရှိပါတယ်အဲ့ဒီအရာတွေကနေကောင်းမွန်တဲ့အကြောင်းအရာတွေကိုရွေးချယ်ပြီးမိမိစိတ်ထဲထိုက်သွင်းမယ်ဆိုရင်တော့ပိုမိုကောင်းမွန်တဲ့လက်တွေ့ဘဝကိုရရှိနိုင်ပါလိမ့်မယ်ကျွန်တော်ထအချက်ကတော့မိတ်ဆွေကိုသူသမားဘယ်လိုမြင်စေခြင်းလဲဆိုတာကိုထိန်းချုပ်နိုင်ခြင်းပါပဲလူများနဲ့သွေးဆုံရတဲ့အခြေအနေမျိုးမှာတင်းမာမှုတွေရှိနေရင်တောင်မှသူတို့မိတ်ဆွေကိုဘယ်လိုမြင်လဲဆိုတာကိုစဉ်းစားကြည့်ပါဒီနီလန်းကကိုလိုချင်တဲ့ပုံစံမျိုးဖြစ်လာအောင်ကူညီပေးပါလိမ့်မယ်လွန်ခဲ့တဲ့9နှစ်ခန့်ကဆဲကျော်သက်တူကိုမွေးစားခဲ့တဲ့အချိန်မှာသူ့ရဲ့သားတွေဇနီးမွေးစားသားတို့ရဲ့အမြင်ကသူ့အတွက်စံပြပုဂ္ဂိုလ်ဖြစ်စေခဲ့ပါတယ်။နောက်ဆုံးပြင်စမအချက်ကတော့မိတ်ဆွေရဲ့ကံကြမ္မာကိုကိုယ်တိုင်ထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။မြစ်ထဲမှာမျောနေတဲ့တစ်တုံးလိုမနေပဲကိုသွားခြင်းတဲ့လမ်းကြောင်းကိုကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ဘဝရဲ့ဥတီချက်ကိုကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတွေဟာကဘာပေါ်ကလူ95%ထက်ပိုမိုထူးခြားတဲ့သူတွေဖြစ်လာပါလိမ့်မယ်။တော်ဆိုတာကိုယ့်ရဲ့အစိတ်အပိုင်းလေးတွေကိုသူတစ်ပါးတွေထဲမှာထားခဲ့ဖို့ပဲဖြစ်တယ်လို့စာရေးဆရာ Richard Powers ကဆိုခဲ့ပူပါတယ်။ကိုထိန်းချုပ်ပြီးရည်ရွယ်ချက်ရှိဖြတ်သန်းမယ်ဆိုရင်တော့ဒီလိုကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေကိုသူတစ်ပါးတွေစီဆက်လက်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ဒါဟာမိမိဘဝကိုတိဆောက်တဲ့နီးလန်းများတဲ့ကတစိတ်တဒေတာသာရှိပါသေးတယ်